ကျေစာအားလုံးပဲမလားကျွန်တော်အခုရန်ကုန် Nation ပွဲကိုရောက်နေတယ်တော်တော်လေးများတဲ့ content creator တွေရှိတယ်ဘလော့ရိုက်တဲ့လူတွေကြားကျွန်တော်ပါဝင်ပေါ့နော်ရန်ကုန် Nation ပွဲမှာတော့သူတို့တကယ်ပြောထားတဲ့အတိုင်းပဲကား class တွေ segment တွေလိုက်သူတို့ခွဲပြီးတော့ပြပေးထားတယ်ကျွန်တော် JDN တွေပါမယ်ယူရိုကားတွေပါမယ် Lamborghini Urus ကတော့အသွေးကျင်ဆုံးဖြစ်ပေမဲ့စိမ်ကောင်းစွာနဲ့ပဲကားကြီးကတော့ပါကင်များလို့လှည့်ထွက်သွားပါတယ်ပွဲတဲ့ကိုလာတဲ့ကားတွေကိုတော်တော်မိုက်တယ်အပြင်ဘက်တွေမှာရထားတွေကိုတွေ့တယ်တချို့အဲဆိုတော်တော်လေးလမ်းနေပေါ့နော်အခုတော့ကျွန်တော်တို့ဒါဆက်ပြီးတော့ပွဲတဲ့ကိုလိုက်ပြီးတော့လေးလာမယ်ကြည့်ရှုလိုက်အောင်မယ်ဆိုတော့ကျွန်တော်တို့လိုက်ခဲ့ပါဦးကျော်ပွဲထဲမှာအကြိုက်ဆုံး GDR ဆိုဒီကောင်းပဲဘော်ဒီကဲကဘယ်ကောင်ကြိုက်လဲဆိုတော့ကျွန်တော်ပြောပြပြီဒီကောင်တွေကတော့တွေ့ဘူးဒီအမဲကြီးကတော့လှ color combination တွေတော်တော်မိုက်တယ်ဒါ What ဒီရထဲမှာအကြိုက်ဆုံးဘော်ဒီကဲနဲ့ဆိုဒီကောင်ပဲဒီကောင်ကြီးဆိုလို့ရှိရဲ့ရှိသမျှ GDR ထဲမှာရုပ်ကွဲထွက်တဲ့ GDR ဆိုဒီကောင်တစ်စီးပဲရှိတယ်ဒီကောင်ဘော်ဒီကဲကလည်းနည်းနည်းမိုက်တယ်ဟုတ်ဗမန်းစတိုင်လို့အချုံရင်းနဲ့ဆိုတော့ဒီဘက်ကမာဇရာတီတစ်စီးရောက်လာမာဇရာတီဆိုလဲဝါပင်ကတ်ထားတဲ့ကားရှိရယ်အမဲပြောင်ရှိတယ်လူကြီးလူငယ်ကြားမှာကလေးအကုန်ပေါ့ရုပ်လက်အမျက်မကျွေးအကုန်ရှိရယ်ဒီဘက်မှာဆိုလဲအင်းရောင်နဲ့ကောင်းတာလေးရှိရယ်ဆိုရင်တော့ classic ကားပေါ့ချက်ပလက်ဒါတော့ Dodge ပေါ့ဟုတ်လားဟုတ်တယ်ဒါတော့ Dodge ဘာလို့ဘာမှတော့ကျွန်တော် Kia sponsor ပေးတော့ Kia EV ပြလာတယ်။တော့ Mercedes E-Class နဲ့ C-Class နှစ်စီးတည်းကတစ်စီးနှစ်ခုတည်းကတစ်ခုခုပဲ။တွင်းကန်းလေးကညဘက်ရောက်သွားတော့တိတ်မမြင်ရတော့ဘူး။တော့ Evo ကတော့ကျွန်တော်အကြိုက်ဆုံး JDM Rally ကားတွေထဲမှာတော့ Evolution ကတော့ကျွန်တော်အကြိုက်ဆုံးပဲ။ဘာဖြစ်လို့ဒီရုပ်ထောက်ကြိုက်တာဗျာ။ Evo 90ကတော့ body kit တွေချိန်လို့ရတယ်။ဆိုတော့ Evo ထဲမှာဆိုကျွန်တော်အကြိုက်ဆုံးဆိုလို့ရှိရင်တော့အကြောင်းကတော့အနီရောင်ကြိုက်တယ်ဗျာဒါပေမဲ့ body kit ပါညာနဲ့ဆိုရင်တော့ကျွန်တော်ဟိုဘက်အမဲကိုပဲရွေးပြတာများတယ် clean lot ကြိုက်တဲ့ Evo ကတော့ကျွန်တော်ဒီ Evo တော့ပိုကြိုက်တယ်အကြောင်းကတော့အနီရောင်တော့ကြိုက်တယ်ဗျာဟိုက Evo တန်းတစ်စီးရှိမယ် Evo တန်းရဲ့ carbon texture တွေဆိုလို့ရှိရင်လုံးဝ share ပဲမြန်မာနိုင်ငံကပြိုင်ကားသမားတွေမှာဆိုလို့ရှိရင်လုံးဝမပါမဖြစ်မစည်းမဖြစ်ပေါ့နာမည်ကြီးရဲ့ legendary ကားထဲမှာလည်းပါတယ်ပေါ့မြန်မာနိုင်ငံမှာဆိုရင်ပေါ့တော်တော်များများလည်းစီးကြတယ်ဒီမှာသူတို့ပုံစံမျိုးစုံနဲ့ပိုင်းပြီးစီးကြတယ် IRS ဆို IRV တော့ဆိုလည်းတော်တော်မိုက်တယ် classic lineup ထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာဝယ်လီတဲ့ဒါတော့ Jeep တော့မဟုတ်ဘူးဒါတော့ Mustang ပေါ့နော် Mustang ကိုဒီကောင်ကတော့ manual နဲ့ share ပဲအိမ်စောဆိုလို့ရှိရင်ဟိုဘက်မှာဘေးအိမ်စောနဲ့body kit ရောက်အတိုင်းတော့ပဲဖြစ်ပါတယ်ရှေ့ Foundation ကိုကျမတို့ပထမဦးဆုံးအနေနဲ့ဆိုရင်တော့ကျမတို့2016မှာပဲစတင်ပြီးတော့ launch လုပ်ခဲ့တာပဲဖြစ်ပါတယ်နောက်နှစ်မှာကျမတို့2018ဒီမှာဆိုတစည်းဆိုဟိုမှာနှစ်စီးတော့ရှိရင်တော့ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဒီကတော့ကိုကျွန်တော်တပွဲလုံးမှာအကြိုက်ဆုံးဖင်လေးဆိုရင်လည်းပွဲကျွန်တော်ရဲ့ပြုလုပ်ခဲ့ပါတယ် Dream JDM favorite car လို့ပြောတာ Toyota Supra ဖြစ်တယ်သူရဲ့ဖင်ကဘာမှမလဲနိုင်ဘူးကျင်းပပြုလုပ်ခဲ့ဆိုတော့ဒီကောင်ရိုးရိုးရှင်းရှင်းပဲတကယ်ဒီနေ့ဟာ favorite ကားထဲမှာလည်းပါတယ်လုံးဝရိုးရိုးရှင်းရှင်းပဲ body kit ကပုံမှန်လေးပဲအဘာဒါဖြစ်ပါတယ်အဘာဒါ1 2လည်းပြလာဗမ်းမှန်ကင်မရာဖြစ်သွားပြီဘာလို့ BMW series ရှိတယ် BMW 2 series ပေါ့ model လိုက်ပေါ့ဒီကဝင်ဝင်ချင်းမလာမနည်းနည်းကားလေးအများကြီးလူနည်းနည်းရှုပ်တယ်ဒါဆိုရင်350C ပေါ့ဖဲလေးတွေပေါ့ဗျာချက်ချက်ပပတစ်စီးပဲပါတယ်ကျွန်တော်တို့ဒါဟိုဟာဗာလဲမေးတော့မေးပါတယ်86ဆိုတော့ဒီကောင်းဆိုရင်ချက်ချက်ပပခေါင်းမိုးက soft touch လေးကျွန်တော် Need for Speed game တွေထဲမှာတွေ့နေကြဖင်လေးဗျာကျွန်တော်မြန်မာနိုင်ငံမှာအကျန်းဆုံးအမိုက်ဆုံးပြိုင်ပွဲဝင်နေတဲ့ drift car တွေဟိုဘက်မှာရှိတယ်တိုင်ပွဲဝင်တဲ့ဟာတွေတော့ drift ဆက်တဲ့ share လုပ်ထားတဲ့ကားတွေတိုင်ပွဲကိုလည်း share ဝင်ထားတဲ့ကားတွေဖြစ်တယ်ဟိုဘက်မှာ A33 ပေါ့နော်အကောင်ကဒါဆိုရင်တော့ကျွန်တော်တို့လမ်းမထက်တွေမှာရော drift တွေထဲမှာရောမပါမဖြစ် Mark II တွေပေါ့Mark II တွေကတော့လုံးဝ share ပဲ99 model တွေဒါဆိုရင်ကျွန်တော် chaser ပေါ့
မိုက်ကူတို့ဘာလို့စီးပြီးထဲမှာကျွန်တော်ခြေစာကိုပို့ပြီးတော့ကြိုက်တယ်ပေါ့ခြေစာရဲ့ဟိုဘက်ပြင်မှာဆိုရင်တော့ကျွန်တော်မိုက်ကူထိုက်စီပါနိုင်နာမည်ဆက်သွားမယ်ဆိုတော့ခြေစာရဲ့ကျွန်တော်အကြိုက်ဆုံးပဲပေါ့နော် drift ဆက်တဲ့နေမှာပေါ့ drift ကားတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်လုံးဝသူ့ရဲ့ signature ကျွန်တော်ရန်ကုန် nation မှန်းသိအောင်လို့အမဲကြောက်မတ်ပေါ့နော်မတ် type တွေပဲကတ်တာလုံးဝအမဲကြောက်ပေါ့ညီမတို့ကအမဲကြောက်တွေပဲအကုန်ကားတိုင်းပဲကျွန်တော် drift ကားတွေမှန်များဆိုတော့ကျွန်တော်တို့ super ကားတွေပဲတစ်ချက်သွားကြည့်တယ်ကျွန်တော်တို့ငငယ်တုန်းကဒီမက်ဂရိုရာဇာနေဝင်းစီးရဲ့ကားလို့ပြောတဲ့ကားS50 မာလဲ S50 တော့လာတဲ့ကားထဲမှာပါတယ်တော့စက်ကီရလို့ပြောဆိုတောင်းနေတာ Ora choppa come codea King ali mul려 길이 열려라 Ora choppa 숨이 깨어나 오늘의 리듬 나로부터 ဒါတွေတော့ရတော့မိုက်တယ်တော့ပလာရီပေါ့ကျွန်တော်မြန်မာနိုင်ငံအတွေ့အကြုံဆိုပလာရီတွေထဲရပါတယ်ပလာရီထဲမှာတော့အရှားပါဆုံးဆိုရတယ် body kit နဲ့ရှိရကားတော့ဒီကားပဲလို့ထင်နော်ပလာရီဖိုသက်ရုံမှာကျွန်တော် Liberty Wall နဲ့တစည်းလေးပဲရှိရလို့ထင်တခြားကားတွေလည်းရှိမှာအနီအောင်လေးပါလို့ရှိ Liberty Wall နဲ့ဆိုဒီအောင်တစည်းပဲလို့ထင်တာပဲပေါ့ Ora choppa come codea ဒီပွဲမှာဟို fresh watch လည်းပါတယ်ပေါ့နော် fresh watch ကသူတို့ရဲ့လက်ရပေါ့သူတို့ရဲ့လက်ရထပ်ပြီးတော့ပြလိုက်တာကျွန်တော် GTA 6နဲ့ပဲဖြစ်ပါတယ်တော်တော်လေးမိုက်ပါတယ်ကိုမင်္ဂလာပါ customize printing ပေါ့ကျွန်တော် fresh မှာရတယ်ကြိုက်တဲ့ဟာကိုစဉ်းစားတဲ့ဟာကိုခေါင်းထဲကနေပြီးတော့ကွန်ပျူတာပေါ်တင်ပြီးရင်ကားပေါ်ရောက်သွားပြီကျွန်တော်တို့ကcustomize လုပ်ထားတဲ့ကားလာပြီမိုက်ကားတွေကမကုန်သေးဘူးအောက်တွေမှာလည်းတွေ့သေးရဲ့ဟောချို့ကြောင့်နေရာကြောင့်မလို့အောက်မှာနေနေရအဲ့ဒါပြောတာလာကန်နီးနေတဲ့ကားကိုကျွန်တော်တို့က themes ကိုယူပြီးတော့ဒီမှာတင်ပေးထားတယ်တော်တော်မိုက်ကြိုက်တယ်လုံးဝဒါ game crazy လုံးဝကားနဲ့ပတ်သက်ရင် GTA ကတော့မပါမဖြစ်ဘူး crazy ပဲမိုက်တယ် ဟုတ်နော်ဟာထင်းရပဲထင်းနေရတယ်ဒီဘူတောင်းမှာတော်တော်လိုက်ပါပွဲမှာပဲပြလို့ရတယ်ဘာလို့ပြန်ခွာမှာတော့နှမျောစရာကြီး of course ပြန်ခွာမှာတကယ်တမျိုးစရာကော fresh ရဲ့ရတဲ့ service တွေ color wrap customize ပြီး coding PPF window frame ဆိုတော့အခုကျွန်တော်ပွဲထဲမှာလည်းကားတွေတော်တော်များများကြည့်ပြီးသွားပြီတော်တော်လေးလည်းမိုက်တယ်ဘယ်လိုပြောမလဲပြထားတဲ့ကားတွေပေါ့နော်မိုက်စားကားတွေပါတယ်ဒါပေမဲ့တခုမကြိုက်တာနည်းနည်းပွဲ area တွေကပေါ့နော်ကျွန်တော်တို့နည်းနည်းကျင်းတယ်လို့တော့ခံစားရတယ်ပေါ့နော်အမေတော်တော်လေးမိုက်တယ်ကားတွေကတော့ share ပဲကားတွေကတော့တန်းတယ်ဟိုပုံမှန်ကျွန်တော်တို့အမှန်တိုင်းပြော online မှာမြင်တွေ့နေကြကားတွေများတယ်ပေါ့နော်ဒီမှာအနီးကတွေ့ရကြိုက်တယ်ဗျာဆိုတော့အဲ့လိုပေပွားဘလက်ပွားနေဆိုရင်တော့ကျွန်တော်လည်းတိတ်မကြိုက်ဘူးပေါ့နော်ဟိုကာယကရှင်တွေတော့မသိကျွန်တော်ကတော့ကြည့်ရတဲ့လူအနေနဲ့တော့မကြိုက်တာရှိရယ်ပွဲရတော့ပဲကျွန်တော်ရဲ့နောက်ဗီဒီယိုမှာအားလုံးပြန်တွေ့ပါဆိုတော့ stay tuned ပါဆိုတော့ကျွန်တော်သွားဖို့ ready ရှင်းby the way ကျွန်တော်ဟိုအုတ်ထုတ်ကတော့ဒါဝယ်ထားတော့ကြာပြီ quality ရင်တော့ဝယ်ထားအောင်ဟို GTA အုတ်ထုတ်လေးနဲ့ပဲပွဲတယ်တော့မှာဖြစ်မှာ let's go to the show nation ဆိုတော့အခုကျွန်တော်ဘူးဗီဇာလာဝိုင်းရတော့အခုလေကျွန်တော်လဲတမ်းမှာမတော့လမ်းလေးပုံကြမှာဆိုရှေ့ရောက်ရင်ဝိုင်းပတ်ပြီးကျွန်တော် Giant Square ဘက်ကတော့မှာပေါ့နော် Giant Square မှာကားကြာကြီးမတိုးရပါစေနဲ့ဆိုတော့မကြခင်ကျွန်တော်တို့ရောက်တော့ပါမယ်အခုကျွန်တော်လမ်းနေရောက်နေတယ်ဒီကတော့မကြောက်ကြောက်ပါတော့ကျွန်တော်အန်ဒါနေတွေ့ရမှာမယ်သူတစ်ပြည့်ကျွန်တော်ဆုံးလာပြောတော့ကိုရက်ကိုပြန်တွေ့ချင်ဆိုတော့ကနေကိုရက်စီပါစေတော့ဆူတောင်းတာကျွန်တော်ရောက်တာနဲ့ဘာလို့လဲသိတယ်ရောက်တာနဲ့သိရင်ပါအဲ့တခုမကြိုက်တာအဲ့လိုမျိုးလေးလုံးပါနဲ့အလှတွေပြက်တယ်အဲ့လိုမျိုးလေးလက်ကြီးတွေနဲ့ထောက်ဘာလုံးပါဒီကောင်ကတော့ကျွန်တော် body kit တိတ်မကြိုက်တာပါဖင်ကတော့စောင်းဝိုင်းကြိုက်တယ်ကျွန်တော်မကြိုက်တာကိုပြောရနော်မလာအောင်မပြောလှတယ်ကျွန်တော်မကြိုက်တာကိုပြောကျွန်တော်ရဲ့ပဲတော့ super လေးပါကျွန်တော်ဟို fresh wave ရဲ့ fan လို့တော့ပြောလို့ရတယ်အကားတွေအကုန်ရဲ့ post တွေမှာကျွန်တော်ရဲ့ reaction okay တပုံချင်းစီမှာကျွန်တော်ရဲ့ reaction အကုန်ရှိတယ်စိုက်ကျင်းတို့ခေါင်မြင့်တယ်စိုက်ကျင်းတို့ခေါင်မြင့်တယ်ပါ